တိုနီဆိုတဲ့လူဖြူအမျိုးသားဟာလူမျိုးရေးခွဲခြားမှုအလွန်ပြင်းထန်တဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။တနေ့မှာသူ့ဇနီးကအိမ်လာအလုပ်လုပ်တဲ့လူမဲ့အလုပ်သမားတွေကိုရေတိုက်လိုက်မိပါတယ်။ဒါကိုမြင်တဲ့တိုနီကသူတို့တောက်သွားတဲ့ဖန်ခွက်တွေကိုတောင်ယွန်ရှာသလိုအမိုက်ပုံနဲ့ပစ်ချလိုက်ပါတယ်။ဇနီးဖြစ်သူကတော့ခင်ပွန်းရဲ့အကျင့်ကိုသိပေမဲ့ဘာမှမပြောခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့မိသားစုစာဝတ်နေရေးအတွက်တိုနီကအဓိကအားထားရတဲ့သူဖြစ်နေလို့ပါ။တိုနီဟာဒေါသအရမ်းကြီးပြီးခွန်အားကောင်းတဲ့သူတစ်ယောက်ပါ။ဒါကြောင့်ညဘက်ဘားတစ်ခုမှာအလုပ်လုပ်ပြီးပြဿနာရှာတဲ့ဧည့်သည်တွေကိုကင်တွယ်ပေးနေပါတယ်။ဘားထဲမှာတယောက်ကရန်ဖြစ်လာတာနဲ့တိုနီကချက်ချင်းရောက်လာပြီးလက်သီးနဲ့အလွယ်တကူဖြေရှင်းပေးတတ်ပါတယ်။တခါတလေမှလည်းသူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ပူးပေါင်းပြီးဧည့်သည်တွေရဲ့ပစ္စည်းတွေကိုခဏယူထားကနောက်မှပြန်ရှာပေးသလိုဟန်ဆောင်ပါတယ်။ဧည့်သည်တွေကသူ့ကိုကျေးဇူးတင်ပြီးပတ်စံပေးတဲ့အခါတိုနီကအစပိုင်းမှာမယူချင်သလိုဟန်ဆောင်ပြီးနောက်ဆုံးတော့ယူလိုက်ပါတယ်။ဒီလိုနဲ့တိုနီဟာမိသားစုစာဝတ်နေရေးအတွက်ညတိုင်းအလုပ်လုပ်နေရပါတော့တယ်။ဒါပေမဲ့တနေ့မှာတော့ဘားထဲကိုပြဿနာရှာတဲ့ဧည့်သည်တစ်ယောက်ရောက်လာပါတယ်။တိုနီကလည်းထုံးစံအတိုင်းဝင်ရောက်ဖြေရှင်းလိုက်ပေမဲ့ဒီတစ်ချိန်မှာတော့သူရိုက်လိုက်တဲ့လူကဩဇာကြီးတဲ့သူဖြစ်နေပါတယ်။အဲ့ဒီအဖြစ်အပျက်ကြောင့်ဘားကိုပိတ်ခိုင်းလိုက်ပြီးတိုနီလည်းအလုပ်လက်မဲ့ဖြစ်သွားပါတယ်။အိမ်မှာငွေကြေးအခက်အခဲတွေပိုများလာတာကြောင့်တိုနီဟာရအလုပ်ကိုလိုက်လုပ်ပါတော့တယ်။အဲ့ဒီအထိသူဟာပတ်စံ90ရဖို့အတွက်အစားတောက်ပြိုင်ပွဲတောင်ဝင်ပြိုင်ခဲ့ပါတယ်။ပြိုင်ဘက်ကတခါတည်းဟောတော့အများကြီးစားနိုင်ပေမဲ့တိုနီကတော့အစပိုင်းမှာအတော်လေးမနိုင်မနှင်းဖြစ်နေပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတိုနီကအံ့အားသင့်စရာဖြစ်အစားအစာအများကြီးစားနိုင်ပြီးစုငွေ90ကိုရလာပါတယ်။ဇနီးဖြစ်သူကတော့ဒီလိုအလုပ်မျိုးလုပ်ရတဲ့ခင်ပွန်းကိုယူသွားပြီလို့တောင်ထင်ခဲ့ပေမဲ့ပတ်စံ90ကိုမြင်လိုက်တဲ့အခါတိုနီကိုပြန်ပြီးချစ်စရာကောင်းတဲ့သူတစ်ယောက်လို့မြင်လာပါတယ်။ဒါပေမဲ့အိမ်ငါးခပေးဖို့ရက်ကလည်းနီးကပ်လာပါပြီ။ဒီအချိန်မှာတငယ်ချင်းတစ်ယောက်ကတိုနီအတွက်အလုပ်တစ်ခုရှာပေးလိုက်ပါတယ်။အဲ့ဒါကတော့နာမည်ကျော်ပီယန်နိုပညာရှင်တစ်ယောက်ရဲ့ကိုပိုင်အင်ကြီးမှာဒရိုင်ဘာလုပ်ရမယ့်အလုပ်ပါတိုနီအင်တာဗျူးသွားတဲ့အခါအလုပ်ရှင်ထွက်လာတာနဲ့အံ့အားသင့်သွားပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့အလုပ်ရှင်ကလူမဲတစ်ယောက်ဖြစ်နေလို့ပါ။အဲ့ဒီလူကတော့ဒေါက်တာတိုရှာလီဖြစ်ပါတယ်။ရှာလီကတိုနီကိုလူမဲတစ်ယောက်အတွက်အလုပ်လုပ်ရတာအဆင်ပြေမပြေမေးပါတယ်။တိုနီကစိတ်ထဲမှာမကြိုက်ပေမဲ့ငွေလိုနေတာကြောင့်နောက်ဆုံးသဘောတူလိုက်ပါတယ်။ဒါပေမဲ့ရှာလီကတိုနီကိုဒရိုင်ဘာဖြစ်ပဲမခေါ်ထားတာကအကြောင်းရင်းရှိပါတယ်။သူ့ရဲ့ခရီးစဉ်တွေကိုစီစဉ်ပေးရမယ်အဝတ်စားတွေကိုစောင့်ရှောက်ပေးရမယ်ဖက်နှက်တန့်ရှင်းပေးရမယ်လိုအပ်ရင်တက်တော်ဆောင်ဖြစ်ပါကာကွယ်ပေးရမှာဖြစ်ပါတယ်အကြောင်းကတော့ရှာလီဟာလူမျိုးရေးခွဲခြားမှုအလွန်ပြင်းထန်တဲ့အမေရိကန်တောင်ပိုင်းကို2 လနီးပါးကြာဖျော်ဖြေပွဲလှည့်လည်ဖို့ရှိနေလို့ပါလစာကလည်းအလွန်ကောင်းပေမဲ့တိုနီကအဲ့ဒီအလုပ်ကိုချက်ချင်းညှင်းလိုက်ပါတယ်လူမဲတယောက်ရဲ့ဒရိုင်ဘာတော့လုံနိုင်ပေမဲ့အိမ်ဖော်လိုမျိုးမလုံနိုင်ဘူးလို့ပြောပါတယ်နောက်ဆုံးမှာတိုနီကလစာပိုတိုးပေးပြီးအဲ့ဒီအလုပ်တွေမလုပ်ရဘူးဆိုရင်သဘောတူမယ်လို့ပြန်တောင်းဆိုပါတယ်ရှာလီကတော့အဲ့ဒီအချက်တွေကိုမသဘောတူသေးတာကြောင့်တိုနီဟာအလုပ်မရပဲပြန်ထွက်လာပါတယ်ဒါပေမဲ့နောက်တစ်နေ့မှာရှာလီကပြန်ဖုန်းဆက်လာပြီးတိုနီတောင်းထားသမျှကိုသဘောတူလိုက်ပါတယ်ဒီလိုနဲ့တိုနီနဲ့ရှာလီတို့ရဲ့ခရီးစဉ်ကြီးစတင်ပါတော့တယ်ထွက်ခွာခါနီးမှာရှာလီရဲ့မန်နေဂျာကတိုနီကို Green Book ဆိုတဲ့စာအုပ်ငယ်တအုပ်ပေးလိုက်ပါတယ်အဲ့ဒီစာအုပ်ထဲမှာလူမဲတွေတက်ခုနိုင်တဲ့ဟိုတယ်တွေနဲ့စားတောက်နိုင်တဲ့နေရာတွေကိုဖော်ပြထားတာပါတစ်ဖက်မှာလည်းတိုနီရဲ့ဇနီးကသူ့ခင်ပွန်းကိုစာရေးဖို့နဲ့ခရစ်စမတ်မတိုင်ခင်အိမ်ပြန်လာဖို့ကတိပေးခိုင်းပါတယ်တိုနီကလည်းဇနီးပြင်ဆင်ပေးလိုက်တဲ့အစားအစာတွေကိုယူပြီးရှာလီနဲ့အတူလမ်းထွက်လာပါတယ်သူတို့ဟာစိန်ခံကားကြီးနဲ့တောင်ပိုင်းကိုခရီးနှင်လာကြပါတယ်လမ်းမှာရှာလီကဖျော်ဖြေပွဲတိုင်းမှာစတိန်ဝေးပီယန်နိုပဲအသုံးပြုရမယ်လို့တိုနီကိုတေချာပြောပါတယ်ညတိုင်းလည်းဝီစကီတပလင်းလိုအပ်ကြောင်းမှတ်သားခိုင်းပါတယ်မဲ့တိုနီကတော့ကားမောင်းရင်းအစားစစ်လိတ်တောက်ပြီးရှာလီနဲ့စကားပြောဖို့တောင်လမ်းကိုလှည့်ကြည့်နေတတ်တာကြောင့်ရှာလီအလွန်စိတ်ပူနေပါတယ်ဒီအချိန်မှာတိုနီရဲ့လူမဲတွေအပေါ်အရင်ကရှိခဲ့တဲ့အမြင်တွေကလည်းလုံးဝမပြောက်သေးပါဘူးရှာလီကတော့နောက်ခုံမှာတိတ်ဆိတ်ထိုင်နေပြီးသူ့ရဲ့ထီးကျန်မှုတွေကိုပြန်ဝင်သွားပါတယ်နောက်ဆုံးသူတို့ဟာနေဝင်ချိန်ထိခီးဆက်ပြီးပထမဆုံးဖျော်ဖြေပွဲကျင်းပမယ့်နေရာကိုရောက်လာပါတယ်တိုနီနဲ့အတူလိုက်လာတဲ့လူဖြူဂီတသမားတွေကအောက်ထပ်မှာမိန်းကလေးတွေနဲ့ပြောပါနေကြပေမဲ့ရှာလီကတော့အပေါ်ထက်လာတာဆောင်မှာတယောက်တည်းထိုင်ပြီးဝီစကီတောက်နေပါတယ်အဲ့ဒီအချိန်မှာတိုနီဟာရှာလီကိုပထမဆုံးအကြိမ်တနာမိသွားပါတယ်ရှာလီကပီယန်နိုရှိထိုင်ပြီးအမခန်းတီးခတ်လိုက်တဲ့အခါတိုနီဟာအယံအံ့ဩသွားပါတယ်သူ့အမြင်မှာရှာလီဟာချမ်းသာတဲ့လူမဲတယောက်ဆိုတာထက်တကယ်ပါရမီရှင်တယောက်ဖြစ်လာပါတော့တယ်အနားယူချိန်မှာတိုနီကဇနီးစီစာရေးပြီးရှာလီဟာပါရမီရှင်တယောက်ဖြစ်ပေမဲ့ဘဝမှာအယံထီးကျန်နေတယ်လို့ရေးပါတယ်နောက်ဆုံးမှာတော့ဇနီးကိုအယံလွှမ်းနေကြောင်းလည်းထည့်ရေးလိုက်ပါတယ်ဒီလိုနဲ့ခီးဆက်လာရင်တိုနီကလူမဲဆိုတော်တွေရဲ့တခြင်းတွေကိုဖွင့်ပြပါတယ်ရှာလီကအဲ့ဒီအဆိုတော်တွေကိုတော့မသိတာကြောင့်တိုနီအံ့ဩသွားပါတယ်လမ်းမှာခဏနားတဲ့အချိန်တိုနီကဆိုင်တဆိုင်ထဲဝင်ပြီးလှပတဲ့ကြောက်တုံးလေးတစ်တုံးကိုတွေ့တာနဲ့ကောက်ယူလိုက်ပါတယ်ဒါပေမဲ့ကားပေါ်ပြန်ရောက်လာတဲ့အခါရှာလီကသူ့ကိုတခိုးလို့ပြောပါတယ်တိုနီကတော့ကောက်ရတာလို့အကြောင်းပြပေမဲ့ရှာလီကမလက်ခံပါဘူးနောက်ဆုံးမှာတိုနီဟာမကျေနပ်ပေမဲ့ကြောက်တုံးကိုပြန်သွားထားပြီးပတ်စံပေးလိုက်ရပါတယ်နောက်ထပ်ဖျော်ဖြေပွဲတစ်ခုကိုရောက်တဲ့အခါတိုနီကပစ္စည်းတွေကိုစစ်ဆေးကြည့်ပါတယ်ရှာလီတီးရမယ့်ပီယာနိုထဲမှာအမိုက်တွေပြည့်နေတယ်လို့သူတောင်းထားတဲ့စတင်းဝယ်ပီယာနိုလည်းမဟုတ်ပါဘူးတိုနီကအင်ရှင်ကိုတွားပြောပေမဲ့အထင်မြင်သေးစွာပြန်ဆက်ဆံခံရပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့တိုနီကမနေနိုင်တော့ပဲရှာလီအတွက်လိုအပ်တာကိုရအောင်တောင်းဆိုပေးလိုက်ပါတယ်ခရီးဆက်ရင်တိုနီကကြက်ကြော်ဆိုင်မှာကြက်ကြော်အကြီးစားတစ်ပုံဝယ်လာပါတယ်ရှာလီဟာတခါမှမစားဘူးတာကြောင့်တိုနီကအတင်းကျွေးပါတယ်ပထမဆုံးကြက်ကြော်ကိုစားပြီးတဲ့နောက်ရှာလီလည်းအရသာတွေ့ပြီးရေမောလာပါတယ်နှစ်ယောက်သားအယိုးတွေကိုပြတင်းပေါက်ကနေပြစ်ချရင်းပျော်နေကြပေမဲ့တိုနီကပလတ်စတစ်ခွက်ကိုပါပြစ်လိုက်တဲ့အခါရှာလီရဲ့အပြုံးချက်ချင်းပျောက်သွားပါတယ်သူကပလတ်စတစ်ဟာတဘာဝပတ်ဝန်းကျင်ကိုညဉ့်ညမ်းစေတယ်လို့ပြောပြီးတိုနီကိုပြန်ကောက်ခိုင်းပါတယ်ညရောက်တော့သူတို့လူဝီဘီကိုရောက်လာပါတယ်တဲရမယ့်ဟိုတယ်ကအလွန်ဟောင်းနှွမ်းနေပြီးတက်တောင့်တက်တာမရှိပါဘူးဒါပေမဲ့ရွေးချယ်စရာမရှိပါဘူးတခြားဟိုတယ်တွေကလူမဲဖြစ်တဲ့ရှာလီကိုလက်မခံကြလို့ပါရှာလီဟာလမ်းဘေးမှာဝီစကီတောက်နေချိန်လူမဲတယောက်ကသူနဲ့အတူလာကစားဖို့ခေါ်ပါတယ်ရှာလီကညှင်းလိုက်တဲ့အခါသူ့ကိုအထက်တန်းလွှာလိုနေတယ်ဆိုပြီးလှောင်ပြောင်ကြပါတယ်ဒီစကားကရှာလီအတွက်အလွန်နာကျင်စရာဖြစ်ခဲ့ပါတယ်လူဖြူတွေရဲ့ခွဲခြားဆက်ဆံမှုကိုခံနေရတယ်လို့ကိုလူမျိုးတွေစီကလည်းနားလည်မခံရပြန်ပါဘူးတကယ်တော့ရှာလီဟာဒီခီးကိုလူဖြူတွေရဲ့အမြင်ကိုပြောင်းလဲပေးဖို့လာခဲ့တာပါသူ့ရဲ့အရေးချင်းကြောင့်အထက်တန်းစားအတိုင်းဝိုင်းထဲမှာနေရာရထားပေမဲ့အသားအရောင်တစ်ခုတည်းကြောင့်ဘယ်နေရာမှာမှအပြည့်အဝမပိုင်ဆိုင်နိုင်ခဲ့ပါဘူး
စိတ်ညစ်သွားတဲ့ရှာလီဟာတယောက်တည်းပါးထဲသွားတဲ့အခါလူဖြူလူငယ်တချို့ကရန်ပြုလာပါတယ်အချိန်မီရောက်လာတဲ့တိုနီကတနက်ထုတ်တော့မဲ့ပုံစံဟန်ဆောင်ပြီးရှာလီကိုကယ်ထုတ်လိုက်ပါတယ်အဲ့ဒီနောက်တိုနီကရှာလီကိုတယောက်တည်းဘယ်ကိုမှမသွားဖို့တတိပေးလိုက်ပါတယ်ခရီးဆက်ရင်ရှာလီရဲ့ပီယာနိုတန်ထဲမှာလည်းအရင်ကထပ်ပိုပြီးဝမ်းနည်းမှုတွေပါလာပါတယ်သူဟာမြောက်ပိုင်းမှာအေးအေးဆေးဆေးနေနိုင်ပေမဲ့လူတွေရဲ့အမြင်ကိုပြောင်းလဲချင်တာကြောင့်တောင်ပိုင်းကိုလာပြီးဒီအခက်အခဲတွေကိုခံနေရတာပါတစ်ဖက်မှာလည်းတိုနီကခရီးစဉ်တစ်လျှောက်ဇနီးစီစာရေးပါတယ်ဒါပေမဲ့သူရေးတာတွေကစကလုံးကြမ်းတမ်းလွန်းတာကြောင့်ရှာလီကပိုပြီးနူးညံ့ယုံမှန်းတဆန်အောင်စာရေးနဲ့တင်ပေးပါတယ်စာကိုဖတ်တဲ့တိုနီရဲ့ဇနီးဟာခင်မုန်းဖြစ်သူကဒီလောက်ယုံမှန်းတဆန်နဲ့စာရေးတတ်တာကိုအံ့ဩပြီးမျက်ရည်တောင်ကျလာပါတယ်မကြခင်မှာကားကလမ်းပေါ်မှာရုတ်တရက်ပြတ်သွားပါတယ်ရှာလီကကားပေါ်ကဆင်းပြီးလမ်းတစ်ဖက်ကိုကြည့်လိုက်တဲ့အခါအလုတ်လုံနေတဲ့လူမဲအလုတ်သမားအုပ်စုတစုကိုတွေ့လိုက်ရပါတယ်သူတို့ကလည်းရှာလီကိုမြင်ပြီးအလုတ်ရက်ကပြန်ကြည့်ကြပါတယ်အဲ့ဒီအခိုက်အတန့်မှာရှာလီဟာအလွန်အထီးကျန်သွားပါတယ်အသားရောင်ကတူညီပေမဲ့သူတို့ရဲ့ဘဝနဲ့ရှာလီရဲ့ဘဝကတော့ကဘာနဲ့ချီပြီးကွာခြားနေပါတယ်ဒါပေမဲ့ရှာလီဟာလူဖြူတွေအတွက်လည်းအပြည့်အဝမပိုင်ဆိုင်တယ်လို့ကိုယ့်လူမျိုးတွေအတွက်လည်းအပြည့်အဝမပိုင်ဆိုင်နိုင်တဲ့လူတစ်ယောက်ဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့နောက်တနေရာကိုရောက်လာတဲ့အခါတိုနီဟာသူ့တငယ်ချင်းတွေနဲ့ပြန်တွေ့ပါတယ်သူတို့ကတိုနီရဲ့အလုပ်ရှင်ဟာလူမဲတစ်ယောက်ဆိုတာသိသွားတဲ့အခါအီတလီဘာသာနဲ့ရှာလီကိုစတင်လောင်ပြောင်ကြပါတယ်ဒါပေမဲ့သူတို့မသိသေးတာကတော့ရှာလီဟာအီတလီဘာသာကိုနားလည်တဲ့သူတစ်ယောက်ဖြစ်နေခဲ့တာပါပဲဒီအချိန်မှာတိုနီနဲ့ရှာလီတို့ရဲ့ဆက်ဆံရေးကလည်းတဖြည်းဖြည်းပြောင်းလဲလာပါတယ်တညမှာရှာလီကအပြင်ထွက်ဖို့ပြင်နေတဲ့တိုနီကိုသူ့အနားမှာဆက်နေဖို့တားလိုက်ပြီးလစာတောင်ထပ်တိုးပေးမယ်လို့ပြောပါတယ်ရှာလီရဲ့မျက်နှာပေါ်ကအထီးကျန်မှုကိုမြင်လိုက်ရတဲ့တိုနီကလည်းသူ့အနားမှာဆက်နေဖို့သဘောတူလိုက်ပါတယ်ဒါပေမဲ့တနေ့မှာတော့လူဖြူရဲနှစ်ယောက်ကသူတို့ကားကိုရက်ခိုင်းပြီးကားနောက်ခုံမှာထိုင်နေတဲ့ရှာလီကိုအကြောင်းမရှိဘဲစစ်ဆေးဖို့ကြိုးစားပါတယ်ဒီလိုခွဲခြားဆက်ဆံတာကိုမခံနိုင်တော့တဲ့တိုနီကရဲတစ်ယောက်ကိုထိုးလိုက်တာကြောင့်နှစ်ယောက်လုံးအဖမ်းခံလိုက်ရပါတယ်ရှာလီကတော့ဖုန်းတစ်ချက်ဆက်လိုက်ပြီးအထက်ရာရှိတွေရဲ့အမိန့်နဲ့သူတို့နှစ်ယောက်မကြခင်ပြန်လွတ်လာပါတယ်ကားပေါ်ပြန်ရောက်တဲ့အခါတိုနီကသူ့ရင်ထဲကအတွေးကိုရှာလီကိုထုတ်ပြောလိုက်ပါတယ်သူကနေတိုင်းမိသားစုစားဝတ်နေရေးအတွက်ရုန်းကန်နေရပေမဲ့ရှာလီကတော့နန်းတော်လိုအိမ်ကြီးမှာနေပြီးချမ်းသာတဲ့လူတွေအတွက်ပီယန်နိုတီးပေးနေရသူလို့ဆိုပါတယ်ပြီးတော့သူ့ဘဝကရှာလီထက်တောင်ပိုပြီးလူမဲဆန်တယ်လို့ပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်တဲ့ရှာလီဟာအလွန်နာကျင်သွားပါတယ်သူကကားရက်ခိုင်းပြီးမိုးရေထဲကိုဆင်းသွားကနှစ်ပေါင်းများစွာဖိနှိပ်ထားခဲ့တဲ့နာကျင်မှုတွေကိုထုတ်ပြောပါတော့တယ်လူဖြူချမ်းသာသူတွေကသူ့ကို stage ပေါ်မှာပီယန်နိုတီးတဲ့အခါယဉ်ကျေးမှုရှိတဲ့လူတစ်ယောက်လိုသဘောထားကြပေမဲ့ stage ပေါ်ကဆင်းလိုက်တာနဲ့သူတို့အတွက်လူမဲတစ်ယောက်ပဲပြန်ဖြစ်သွားပါတယ်တစ်ဖက်မှာလည်းသူ့လူမျိုးတွေအတွက်တော့ရှာလီဟာလူမဲပီသားတဲ့သူတစ်ယောက်မဟုတ်ပြန်ပါဘူးဒါကြောင့်သူကတိုနီကိုမေးလိုက်ပါတယ်လူဖြူတွေအတွက်လည်းမဟုတ်ဘူးလူမဲတွေအတွက်လည်းမဟုတ်ဘူးဆိုရင်ငါကဘာတူလဲတိုနီဒီစကားကြောင့်တိုနီလည်းဘာပြန်ပြောရမှန်းမသိတော့ပဲတိတ်ဆိတ်နေခဲ့ပါတယ်နောက်တနေ့မှာတော့သူတို့ဟာခီးစဉ်ရဲ့နောက်ဆုံးဖြောပြပွဲကိုရောက်လာကြပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာလည်းရှာလီဟာခွဲခြားဆက်ဆံခံရပြန်ပါတယ်သူ့အတွက်ပြင်ဆင်ပေးထားတဲ့အခန်းကတူလောင်ခန်းဟောင်းတစ်ခုဖြစ်ပြီးလူဖြူတွေစားတဲ့စားတောက်ခန်းထဲမှာတော့ထိုင်စားခွင့်မရပါဘူးဒီတစ်ချိန်မှာတော့ရှာလီကဖြောပြဖို့ညှင်းလိုက်ပါတယ်တိုနီကလည်းဟိုတယ်တာဝန်ရှိသူစီသွားပြီးပြဿနာရှင်းဖို့ကြိုးစားပေမဲ့အဲ့ဒီလူကပတ်စံနဲ့တိုနီကိုဝယ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့တိုနီကလုံးဝလက်မခံပါဘူးအခြေအနေပိုဆိုးမလာခင်ရှာလီကတိုနီကိုတားလိုက်ပြီးနောက်ဆုံးဖြောပြပွဲကိုပုံမှန်အတိုင်းဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဖြောပြပွဲပြီးတဲ့အခါသူတို့နှစ်ယောက်အိမ်ပြန်ခရီးကိုစတင်လိုက်ကြပါတယ်အိမ်ပြန်ရောက်တဲ့အခါတိုနီကရှာလီကိုခရစ်စမတ်ညစာအတွက်သူ့အိမ်ကိုလာဖို့ဖိတ်ပါတယ်ဒါပေမဲ့ရှာလီကညှင်းလိုက်ပါတယ်တို့ပေမဲ့တယောက်တည်းနေတဲ့အိမ်ကြီးတဲကိုပြန်ရောက်တဲ့အခါအထီးကျန်မှုကသူ့ကိုထပ်ပြီးလွှမ်းမိုးလာပါတယ်နောက်ဆုံးမှာတော့ရှာလီဟာဆုံးဖြတ်ချက်ပြောင်းပြီးတိုနီတို့အိမ်ကိုရောက်လာပါတယ်တိုနီရဲ့မိသားစုကအစပိုင်းမှာအနှဲငယ်အံ့ဩသွားပေမဲ့တိုနီကတော့ရှာလီကိုနွေးနွေးထွေးထွေးကြိုဆိုပြီးခရစ်စမတ်ပျော်ရွှင်ပါစေလာပါဒီလူအတွက်လည်းပကံတစ်ချက်ပြင်ပေးကြစမ်းပါလို့ပြောလိုက်ပါတယ်ဒီလိုနဲ့တစ်ချိန်ကအမြင်ချင်းလုံးဝမတူခဲ့တဲ့လူနှစ်ယောက်ဟာဂီတနဲ့ခရီးရှည်တစ်ခုကြောင့်တသက်တာမိတ်ဆွေတွေဖြစ်လာခဲ့ကြပါတယ်ဒီဇက်ကားကပြောပြချင်တာကတော့လူတစ်ယောက်ရဲ့အသားအရောင်နောက်ခံတဲ့အဆင့်တန်းထက်လူသားတစ်ယောက်ဖြစ်ဘယ်လိုဆက်ဆံကြမလဲဆိုတာကပိုအရေးကြီးတယ်ဆိုတာပါပဲတခါတလေလူတစ်ယောက်ကိုနားလည်ဖို့သူ့နေရာမှာကိုယ်တိုင်ဝင်ကြည့်ဖို့လိုပါတယ်ကိုယ်စိတ်ထဲကအစွဲလန်းတဲ့အမုန်းတရားတွေကိုဖြိုဖျက်နိုင်တဲ့အချိန်မှာပဲတခြားလူတစ်ယောက်ကိုအမှန်တကယ်မြင်နိုင်မှာဖြစ်ပါတယ်